တန်တောင်ကြီးမြို့နယ်တွင်ယမန်နေ့တရက်ထဲစစ်တပ်၏လေကြောင်းမှဘုံကျဲတိုက်ခိုက်မှုကြောင့်ပြည်သူ20ထက်မနည်းထိခိုက်ဒေဆုံးမှုရှိပြီးစစ်ပေးရှောင်ပြည်သူများကိုစစ်တပ်ကပစ်မှတ်ထားတိုက်ခိုက်ကနေရင်ပြည်နယ်တန်တောင်ကြီးမြို့နယ်တွင်ယမန်နေ့တရက်ထဲစစ်တပ်၏လေကြောင်းမှဘုံကျဲတိုက်ခိုက်မှုကြောင့်ပြည်သူ20ထက်မနည်းထိခိုက်ဒေဆုံးမှုရှိပြီးစစ်ပေးရှောင်ပြည်သူများကိုစစ်တပ်ကပစ်မှတ်ထားတိုက်ခိုက်နေကြောင်းဒေသပြည်သူများကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်ယမန်နေ့ဧပြီလ29ရက်နေ့နနက်10:00နာရီအချိန်မှစတင်ကာယမန်နေ့ညပိုင်းထိတန်တောင်ကြီးမြို့နယ်ငွေတောင်အုပ်စုအတွင်းရှိဗဟန်းကျေးရွာငွေတောင်ကျေးရွာနှင့်တောပုံးအောက်ရွာများကိုစစ်ကောင်စီကလေရင်များဖြင့်စက်တိုက်ဆိုသလိုဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းရင်းတိုက်ခိုက်မှုကြောင့်ပြည်သူများသေဆုံးခဲ့ရပြီးအချို့မှာဘုံတံပြင်းထန်လွန်းသဖြင့်အလောင်းပင်ရှာမရတော့ဘဲခန္ဓာကိုယ်အစိတ်ပိုင်းများပျောက်ဆုံးသွားသည့်အထိဆိုးရွားခဲ့ကြောင်းဒေသခံများကရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောဆိုထားသည်ဒဏ်ရာရပြီးဆုံးသွားတာကကလေးတွေအမျိုးသမီးတွေရောပဲစစ်ပေးရှောင်ပြည်သူတွေကိုပြစ်မှတ်ထားပြီးဘုံကျဲနေတာရွာတွေမှာလည်းပြည်သူတွေမနေရတော့ဘူးအကုန်ဖြစ်တယ်လို့ထွက်ပြေးနေရတဲ့အဓိကကတော့ပြီးခဲ့တဲ့ဧပြီလ22ရက်နေ့ကတည်းကကရင်ပြည်နယ်တန်တောင်မြောက်ပိုင်းတာမီတိုက်အုပ်စုဘက်မှစစ်ကောင်စီတပ်နဲ့ပြည်သူ့ကာကွယ်ရေးတပ်တွေတိုက်ပွဲဖြစ်ပွားနေတာအဲ့ဒါကိုအကြောင်းပြုပြီးတန်တောင်ကြီးတစ်မြို့နယ်လုံးကိုစစ်တပ်ကအမှုန့်ချနေတာဟုစစ်ပေးရှောင်များကိုအကူအညီပေးနေသောတော်လှန်ရေးသတင်းရင်းမြစ်ကရှင်းပြသည်စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုများအပြင်ရွှေနန်းကလေးရွာရှိစစ်တပ်၏လက်နက်ကြီးစခန်းကလည်းလက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့သဖြင့်ဗဟန်းကျေးရွာနှင့်ငွေတောင်ကျေးရွာတို့တွင်နေအိမ်များမီးလောင်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည်လက်နက်ကြီးပစ်ခတ်မှုများသည်ညနေပိုင်းထိဆက်လက်ဖြစ်ပွားနေဆဲဖြစ်သဖြင့်ဒေသခံပြည်သူများမှာဘေးလွတ်ရာသို့အသေးအတန်ထွက်ပြေးတိမ်းရှောင်နေကြရသည်